ချစ်မိတ်ဆွေတို့ရေဒီတခါတော့ပေါက်ပန်းပြူပွင့်လေးကိုရေနွေးလေးဖြောပြီးတုပ်စားမဲ့ရှင်မြေပဲဆန်ထောင်းလေးနဲ့တုပ်မှာဆိုတော့မြေပဲလေးကိုအရင်ကြော်လိုက်ပါမယ်ရှင်ဝတ်ဆန်လေးထုတ်ပြီးအဖက်ကလေးတွေချွေထားပါမယ်ရှင်အပွင့်ဖက်လေးတွေကိုရေနွေးလေးဖြောလိုက်ပါမယ်ရှင်အတုပ်တုပ်တဲ့အခါမှာ6လေးဖြစ်အောင်လို့အရေလေးတွေညှစ်ထုတ်ပေးရပါမယ်ရှင်မြေပဲဆန်ထောင်းပြီးကြက်သွန်အနီလေးပါလှီးထားပေးရပါမယ်ရှင်ငံပြရည်ကြက်သွန်အနီကြက်သွန်ဖြူစီကျဲအချိုမုံစားထည့်ပြီးတုပ်ပါမယ်ရှင်ပိုမွှေးပြီးပိုစားကောင်းအောင်တာမယာဒီလေးတစ်ချမ်းညှစ်ထည့်လိုက်ပါမယ်ရှင်အနံ့လေးမွှေးပြီးအရန်စားလို့ကောင်းပါတယ်ရှင်